Hello အခုထိပြောခဲ့တဲ့ support house လေးတွေကိုလေ့လာပြီးပြီဆိုလို့ရှိရင်ဒီ support house တွေကတကယ်တော့ကိုယ့်အတွက်ကောင်းတာတွေလုပ်ပြီးနေရပဲမဟုတ်ဘူးလားလို့တွေးမိမှာပဲเนาะဥပမာပြောရလို့ရှိရင်ကိုယ့်ရဲ့ judge လေးတွေကကိုယ့်ရဲ့အမှားတွေအားနည်းချက်တွေကိုအမြဲတမ်းပြောဆိုဆုံးမနေတာကကိုယ့်ကိုပိုပြီးတိုးတက်လာအောင်မြင်လာအောင်ကူညီပေးနေတာပဲလို့ထင်ကောင်းထင်နိုင်တာပေါ့ဒါပေမဲ့အဲ့လိုမျိုးနာကျင်အောင်တွန်းအားပေးတာကတခါတလေတော့ကောင်းပါတယ်ပူနေတဲ့မီးဘူးပေါ်မှာလက်လေးမှားပြီးတင်မိလိုက်တယ်ဆိုလို့ရှိရင်နာကျင်တာကိုခံစားလိုက်တဲ့အခါမှာလက်ကချက်ချင်းပြန်ရုပ်တယ်လေမဟုတ်ဘဲနဲ့အကြိုက်တင်ထားမိရဆိုလို့ရှိရင်လက်တွေလောင်ပြီးတော့လက်ကိုသုံးမရတော့တဲ့အခြေအနေမျိုးတောင်ဖြစ်သွားနိုင်တယ်စိတ်ညစ်တာတို့စိတ်တူတာတို့ပျော်ရွှင်မှုမရှိတာတို့လိုမျိုးမကောင်းတဲ့ခံစားချက်တွေကလည်းခုနကလို့မီးပူလောင်လို့နာကျင်ရတာနဲ့အတူတူပါပဲခဏလေးပဲကိုယ့်ကိုတတိပေးဖို့အတွက်ကောင်းတာပါအဲ့ဒီလိုစိတ်ပြည့်စုံမှုတွေစိတ်ပြတ်မှုတွေဝမ်းနည်းမှုတွေနဲ့အကြိုက်နေရတယ်ဆိုလို့ရှိရင်တော့အတွေးစိုးလေးပြည့်နေတဲ့ကိုယ့်ရဲ့အုံနောက်ကကိုယ့်ရဲ့စိတ်ကပြဿနာတွေကိုအကောင်းဆုံးဉာဏ်နဲ့မဆင်ခြင်နိုင်တော့ပါဘူးဥပမာဆိုလို့ရှိရင်အလုံးမှာအသေးဖွဲကိစ္စတွေတခုမှသွားရဲဆိုတော့စိတ်ညစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ဒီပြဿနာတွေကိုအရင်ကြီးကြီးကျယ်တွေးပြီးတော့ငါတော့ဘယ်တော့မှအောင်မြင်မှာမဟုတ်တော့ပါဘူးငါ့ကိုဘယ်သူမှယုံကြည်မှာမဟုတ်တော့ပါဘူးဆိုပြီးတော့အစိုးမြင်တဲ့အတွေ့အကြုံဝင်လာတတ်တယ်လीနော်တကယ်တော့အဲ့ဒီပြဿနာလေးတွေကိုအေးစစ်စစ်စဉ်းစားရင်ဖြေရှင်းလို့ရနိုင်ပြီမဲ့အကြာကြီးစိတ်ညစ်နေတဲ့အတွက်အုံနောက်ကအကောင်းဆုံးအသင့်တော်ဆုံးဖြေကိုရှာမတွေ့နိုင်တော့ဘူး။နောက်ဥမာတစ်ခုကတော့အိမ်မှာကိုယ့်ရဲ့မိသားစုဝင်တယောက်ကကိုမကြိုက်တဲ့စကားတစ်ခုကိုပြောလိုက်တယ်ဆိုတော့စိတ်တူနေတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ဒီစကားကိုအရန်အာရုံနဲ့ထည့်ပြီးတော့သူတို့ကငါ့ကိုအမြဲနားမလည်ဘူး။ငါ့ကိုတမင်တစိတ်ဆိုးအောင်လုပ်နေတာဆိုပြီးတော့ဒီဒေါသကိုပိုပြီးကြီးထွားလာတတ်တဲ့အတွေးတွေကပိုပွားလာတတ်တယ်လीနော်တကယ်တော့အဲ့ဒီစကားလေးကိုအေးစစ်စစ်တုတ်ပြန်လိုက်တယ်ဆိုလို့ရှိရင်ပြဿနာမကြီးထွားနိုင်ဘူးဖြေတောင်ဖြေရှင်းသွားနိုင်တယ်ဒါပေမဲ့အကြာကြီးစိတ်တူနေတဲ့စိတ်တွေကိုယူလာတဲ့အတွက်ဆက်ဆံရေးတွေတောက်လျှောက်တင်းမာသွားနိုင်တယ်လीနော်ဆိုတော့အဲ့စိတ်အခြေအနေတွေကိုအကြာကြီးစိတ်ခံစားနေရတယ်ဆိုလို့ရှိရင်စိတ်ရောကိုယ်ပါတော်တော်လေးပင်ပန်းလာတယ်အဲ့ဒါကြောင့်မို့စိတ်ကိုမအောင်စေတဲ့ခံစားချက်တွေကိုတစ်စက္ကန့်ထက်ပိုကြာနေပြီဆိုလို့ရှိရင်ပိုကြာပြီးခံစားနေရပြီဆိုလို့ရှိရင်မိဖို့ပေါ်မှာလက်တင်ထားပြီးတော့ပြန်မရုပ်ပဲနဲ့ပလေပူးလိုက်တာငိုင်းပေါ်ကလည်းတော်တော်လေးခက်ခဲလိုက်တာဆိုပြီးတော့ညှင်းညူနေတဲ့ပုံလိုပါပဲဒီလိုခံစားချက်တွေကကိုယ့်ရဲ့ support house လေးတွေကနေပြီးတော့ဖြစ်လာတယ်ဆိုတာကိုသိထားတဲ့သူကတော့မိဖို့ပေါ်ကနေပြီးတော့လက်ကိုမြင်မြင်ရုပ်လိုက်ပြီးသွားလို့ရှိရင်ဟုတ်ပြီဒါဆိုလို့ရှိရင်ငါဘာဆက်လုပ်ရမလဲဆိုတဲ့ဟာကိုအမြန်ဆုံးရှာဖွေနိုင်မှာဖြစ်ပါတယ်သတင်းဆိုးတစ်ခုကကိုရီးယားလုံးမှာအဲ့ဒီအရာတွေဒီ support house လို့ခေါ်တဲ့နှောက်ယှက်ပေးနေတဲ့အရာလေးတွေတော်တော်များရှိနေတယ်။သတင်းကောင်းကလည်းကိုကဘယ် support house ကပိုများနေလဲဘယ်အတွေ့အကြုံတွေကပိုပြီးတော့ရှိတက်လဲဆိုတာကိုသိရနဲ့ဖြည့်ရှင်းနည်းတွေအများကြီးရှိနေရပေါ့နော်။ရှေ့ရက်တွေမှာ support house တစ်ခုချင်းစီကိုမျှဝေပေးထားတဲ့အတွက်ကိုပို့ပြီးတော့ချစ်ခင်ချင်တဲ့စိတ်လေးတွေနဲ့ဝန်းရံချင်တယ်ကိုယ့်ရဲ့အတွင်းစိတ်ကိုတေချာလေးလာပြီးွားလို့ရှင်ကိုယ့်ရဲ့အပြုတ်မှုတွေကဘယ်လိုမျိုးတွေရှိလဲဘယ်လိုအားသာချက်တွေဘယ်လိုအားနည်းချက်တွေရှိလဲဆိုတာသိကျင်တယ်ဆိုလို့ရှင်တော့ဒီအကောင့်လေးကိုလာလဲကြည့်ဖို့အတွက်ကိုဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲအေးချမ်းသာရနေလေးတွေဖြစ်ပါစေကျေးဇူးတင်ပါတယ်